သာသနာတော်နှစ်2560နှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တဇောင်းမိုးလပြည့်ကျော်15ရက်2018ခုနှစ်ဒီဇင်ဘာလ9ရက်မကွေးတိုင်းဒေသကြီးပခုက္ကူမြို့တေယိုရှင်မြတ်စွာဘုရားယင်မြင့်တော်ဓမ္မမန္တအတွင်ဆင်ကျင့်ပပြုလို့အပ်သည်အလူတော်မင်္ဂလာအောင်ပွဲဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌နဖမိဘများကိုအမှုထား၍အလူတိုင်ကဥတန်းစိုးဝင်းအလူတိုင်ကမတော်ရင်မောသာမောင်အောင်အာကာတောသမိမတိမြတ်တရဖီမထုမြတ်ရတိမိသားစုတို့ဤအမရဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဓမ္မပရထေသနာမဓမ္မရတနှင့်ဘဝသင်္ကန်းစာများအပိုင်းလေးတရားထေသနာတော်ဘုရားမြတ်စွာရဲ့ထေသနာတော်တွေထဲမှာဓမ္မပဋ္ဌာတို့အမည်ပေးထားတဲ့ကာထာပုဒ်ပေါင်း400ကျော်ရှိတဲ့ထေသနာတော်ဟာကဘာရရပြန့်နှံ့ပြီးဘုရားဘာသာဝင်ဟုတ်သူရောမဟုတ်သူဒါဒီဒေသနာတော်ကိုနှစ်ချိုက်ကြတယ်နော်မှတ်တမ်းတစ်ခုရပြောရမယ်ဆိုရင်ပြင်သစ်နိုင်ငံကအမျိုးသမီးငယ်လေးတူဟာအရွယ်ရောက်လာလို့ဓမ္မပဒဘာသာပြန်ကိုဖတ်ကြည့်တဲ့အခါမှာဇလန်းဇက်ွက်တွေပါရမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဓမ္မပဒထေသနာတော်ကိုဖတ်ကြည့်အဲ့လိုဖတ်ကြည့်တဲ့အခါမှာဓမ္မရတ္တတရားအရာသာတွေပေါ်လွင်ပြီးတော့သူစိတ်ထဲမှာအလွန်နှစ်ချိုက်ပြီးဘာသာကြားဖြစ်တဲ့သူ့ရဲ့မိဘတွေကိုပြောတယ်အမေတို့အဖေတို့ယုံကြည်ယူဆချက်တွေဟာမမှန်ဘူးဟောဒီမှာဓမ္မပဒမှာဆိုထားတဲ့အဆိုအမိတ်အဆုံးအမတွေကသာမှန်တယ်လို့ဒီလိုပြောရကအစမြတ်စွာဘုရားရဲ့ဓမ္မတရားဓမ္မကိုအလွန်စိတ်ဝင်စားပြီးအရွယ်ရောက်လာတဲ့အခါမှာအဲ့ဒီခေတ်ကမြန်မာနိုင်ငံမှာစကိုင်းတောင်ယုံမဟာကဏယုံဆရာတော်ဘုရားကြီးဆိုတာရှိတယ်အဲ့ဒီဆရာတော်ဘုရားကြီးထံနီးခံပြီးတော့ပြင်သစ်မျိုးသမီးငယ်လာပြီးတော့တရားထုတ်သွားတယ်ဆိုတာမှတ်တမ်းရှိတယ်ပေါ့နော်အဲ့ဒါဒီဓမ္မပဒမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာဓမ္မရတ္တပေါ်အောင်ခံယူစဉ်းစားပြီးတော့လက်တွေ့ဘဝမှာအသုံးချမယ်ဆိုလို့ရှိရင်တမိုးမဖြတ်နိုင်တဲ့သင်္ကန်းစာတွေရပြီးတော့ကိုစီမိမိတို့ဘဝတွေမှာဓမ္မလမ်းကြောင်းမတိမ်ဆောင်ရအောင်ထိန်းကြောင်းပဲ့ပြင်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်အရောက်သွားရောက်နိုင်ကြမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဓမ္မပဒဒေသနာမှဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများကိုနာယူမှတ်သားကြရမှာဖြစ်တယ်အဲ့ဒါလို့နာယူမှတ်သားတဲ့အခါမှာနာဆိုင်၍ထောင်ခြင်းနဲ့မှန်ကန်စွာနှလုံးသွင်းခြင်းဆိုတဲ့အချက်နှစ်ချက်ဟာလိုအပ်တယ်အရေးချင်းအပြင်ပြောမယ်ဆိုရင်တတိနဲ့ပညာဘယ်တရားပဲနာတတိနဲ့ပညာဒီနှစ်ခုရဲ့စွမ်းဆောင်မှုကိုရှေ့တန်းတင်ပြီးတော့နာယူချအမှာဖြစ်တယ်တတိပုပ္ပင်ကမာယပညာယပညာပုပ္ပင်ကမာယတတိယပညာပုပ္ပင်ကမာယတတိယဖြင့်စနဓာရဏသမထတာလို့ဆိုတဲ့အတိုင်းစကလုံးမှတ်မိအောင်ကပညာဥဆောင်တဲ့တတိနဲ့မှတ်ကြရမှာဖြစ်တယ်အဓိပ္ပာယ်နားလည်အောင်ကြတော့
တတိပုပ္ပိကမာယပညာယအထဝါဘောဓနာသမထတာလက်ဒိဗေနားလည်ဖို့အတွက်ကြတော့တတိဥဆောင်တဲ့ပညာနဲ့နားလည်ကြရမှာဖြစ်တယ်တတိဖြင့်မှတ်သားပြီးပညာဖြင့်နားလည်အောင်ကြိုးစားကြရအောင်အရေးချင်းထဲမှာတတိနဲ့ပညာနဲ့ရှင်းရင်တင်ပြီးတော့တရားဓမ္မနာယူကြမယ်ဆိုလို့ရှိရင်ဓမ္မရတ္တတွေမိမိတို့ရင်းနဲ့နှလုံးထဲမှာရောက်ရှိပြီးထိုဓမ္မရတ္တတွေကအကျိုးပြုတဲ့ကောင်းကျိုးချမ်းသာအသိပညာပွင့်လင်းခြင်းစတဲ့ခြေနေကောင်းတွေကိုရရှိကြမှာဖြစ်တယ်လို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောထားတဲ့ထဲမှာနာဟိဝေရေနဝေရာနိသမ္မန္တိဒကုဒ္ဒသနံအဝေရေနသသမ္မန္တိဧတဓမ္မောတဏံတနောဆိုတဲ့ဒေသနာတော်လေးကိုစတင်ပြီးတော့မှတ်သားကြရအောင်လောကမှာလူတွေအချင်းချင်းတွေ့ကြတဲ့အခါမှာလူတိုင်းဟာတယောက်နဲ့တယောက်ခင်မင်ရင်းနှီးပြီးပျော်ရွှင်နေကြတာမဟုတ်ဘူးအစင်မပြေတဲ့အခါမှာတူနဲ့တူကြောက်ကစားဖြစ်ကြတယ်အဲ့ဒါတို့ကြောက်ကစားဖြစ်ကြတဲ့အခါမှာလူတွေဟာအညိုတေးတွေနဲ့ကလေးစားခြေတတ်ကြတယ်အဲ့ဒီလိုကလေးစားခြေတတ်တဲ့အလေးထားတွေဟာလူလောကထဲမှာပြန့်နှံ့နေတယ်လူသားတွေတွင်သာမဟုတ်တတ္တလောကကြီးတစ်ခုလုံးမှာမကျင့်တတ်မှုကိုအခြေခံပြီးတော့ကလေးစားခြေခြင်းဆိုတာပြုလုပ်လို့ရှိကြတယ်ဒီကနေ့ရုပ်ရှင်အချို့တွေမှာလည်းပဲနှိမ့်ဆက်တဲ့ကလေးစားခြေတယ်ဆိုတဲ့ပြခွင်းပြကွက်တွေဟာများနေတယ်ပေါ့နော်တူတယောက်ကနှိမ့်ဆက်တယ်နှိမ့်ဆက်ပြီးရင်ကလေးစားခြေတယ်အဲ့ဒီလူတဘာဝဖြစ်ပြနေတဲ့အခြေအနေဆိုးတွေဟာကဘာကြီးကိုလွှမ်းမိုးထားသလိုဖြစ်တယ်လူမျိုးတူနဲ့တူလူမျိုးအချင်းချင်းဆွေမျိုးသားချင်းချင်းချင်းမိတ်ဆွေသင်္ဃအချင်းချင်းရဲ့ဈာမှာမကျေနပ်မှုအခုခံဖြစ်မှုဒါတွေကိုအခြေခံပြီးတော့တိမှတ်ထားကြပြီးတဲ့အခါမှာလူတွေကဆိုလေးရှိကြတယ်တခွေတွေးလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါလို့ကျင်းဝါပြီးတော့ကိုခွင့်သားတဲ့တခွေကိုစောင့်စားပြီးကလေးခြားစားခြေကြတာဟာဒီကနေ့ခေတ်မှာပို့ပြီးတော့များလာကလေးစားခြေတာကိုအင်္ဂလိပ်လို revenge လို့ခေါ်တယ်လူတယောက်ကကိုယ်လာလှုပ်သွားရင်ကလေးစားခြေဖို့လူတွေကအများအားစိတ်ထဲမှာရှိကြထိုကဲ့သို့ကလေးစားမခြေလိုက်ရရင်ပဲကိုလူနှုံလူချသဖွယ်စိတ်ထဲမှာမကြေမနက်ဖြစ်လာကြတယ်အဲ့ဒီလိုတစုံတစ်ယောက်ကမိမိကိုစော်ကားမော်ကားပြောသွားလို့သို့မဟုတ်ကိုအကျိုးစီးပွားရုပ်အောင်ဆုတ်ယုတ်အောင်ပျက်စီးအောင်ပြုလုပ်ခြင်းကြောင့်ကလေးစားခြေသင့်သလားတယောက်ကဆဲရင်တုံ့ပြန်ပြီးတော့ဆဲသင့်သလားကိုတယောက်ကစော်ကားမော်ကားလုပ်ရင်ပြန်ပြီးတော့စော်ကားတဲ့စကားတွေနဲ့တုံ့ပြန်သင့်သလားလောကလူသားတွေကတော့ဆဲရင်ပြန်ဆဲရမှကျင့်တတ်မယ်နှိမ့်ဆက်ရင်ပြန်ပြီးတော့အခွင့်သာတဲ့အခါမှာကလေးစားခြေရမှကျင့်တတ်တယ်ကိုအကျိုးစီးပွားပြတ်အောင်လုပ်ရင်တုံ့ပြန်ပြီးသူအကျိုးစီးပွားပြတ်အောင်လုပ်ရမှကျင့်တတ်တယ်ဆိုတာလူတွေရဲ့နှလုံးသားထဲမှာရိုးရာလို့ဖြစ်ပြီးတော့နေတယ်သို့တော့သူတော်ကောင်းပုဂ္ဂိုလ်တွေကြတော့အဲ့ဒါလို့ကလေးစားခြေခြင်းကိုဘယ်တော့မှမလုပ်ဘူးခွင့်လွတ်သီးခံခြင်း
မေ့ထားခြင်းဖြင့်သာလဲအခက်ခဲတစ်ခုကိုကျော်လွှားလိုက်ကြတာဖြစ်တယ်သူတော်ကောင်းတွေရဲ့အဆုံးအမမှာကြတော့ကိုယ်ပေါ်မှာအမျက်ဒေါသဖြင့်စော်ကားလာတဲ့ပုဂ္ဂိုလ်တုံ့ပြန်ပြီးအမျက်မထွက်တာကိုပဲကုဋ္ဌံအပတိကုဋ္ဌံတော်သင်္ကမံဇေတိဒုစယံအောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုကိုအောင်နိုင်သူအဖြစ်ဂုဏ်ယူဝင်ကြွားသူတော်ကောင်းများကပြောကြလေရှိတော်လေလောကလူအများစုကတော့ကလေးစားချိန်လိုက်ရမှသူရဲကောင်းလို့ထင်နေကြတယ်ဒါဟာဓမ္မလမ်းကြောင်းကကြည့်လိုက်လို့ရှင်အလွဲကြီးလွဲနေတယ်ဆိုတာထင်ရှားစေတယ်ပေါ့နော်မြတ်စွာဘုရားကအနိုင်ယူနည်းကိုရှင်းပြတဲ့အခါမှာအကောဒေနစိနေကောတံကိုယ်ပေါ်မှာဒေါသအမျက်ထွက်ပြီးတော့နှိပ်စက်တဲ့ပုဂ္ဂိုလ်မိမိကဒေါသအမျက်မထွက်တိခဏ်ချင်းလက်နဲ့ဖြင့်သာလင်အနိုင်ယူရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါမှသာလင်သူတော်ကောင်းရဲ့လမ်းစဉ်အစစ်ဖြစ်တယ်အာလဝကပိတုကြီးနဲ့တွေ့တဲ့အခါမှာအာလဝကပိတုကြီးဟာမြတ်စွာဘုရားအပေါ်မှာအမျက်ဒေါသချောင်းချောင်းထွက်ပြီးသူ့ကိုခွင့်မပန်မဲနဲ့သူ့ဗိမာန်နဲ့လာနေတာစော်ကားခြင်းတစ်မျိုးပဲဆိုပြီးအလွန်ကိုဒေါသထွက်လို့ရှိသမျှလက်နဲ့တွေအသုံးချပြီးတော့မြတ်စွာဘုရားကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်ပေါ့ဘယ်လိုပဲတိုက်ခိုက်မြတ်စွာဘုရားဟာမေတ္တာဆိုတဲ့လက်နဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့မတုံ့ပြန်မဲနဲ့မေတ္တာဆိုတဲ့အငြိမ့်ဓာတ်ခန္တီဆိုတဲ့အငြိမ့်ဓာတ်နဲ့ပဲအာလဝကဘီလူကြီးကိုတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့အငြိမ့်ဓာတ်တွေပို့လွှတ်ခြင်းဖြင့်သူ့ရဲ့အမျက်ဒေါသလျော့ပါတော့အောင်ဆောင်ရွက်တော်မူခဲ့တာဖြစ်တယ်။အဲ့ဒီနေရာမှာအစွမ်းတကူကိုသုံးချတာမျိုးမဟုတ်ဘဲနဲ့နှလုံးသားထဲမှာရှိတဲ့အကျဉ်းနာတရားနဲ့မေတ္တာတရားကိုအသုံးချခဲ့တာသာဖြစ်တယ်ပေါ့။ထို့တူပဲအရက်ကိုမောင်းတိုက်ပြီးတော့ဖျားနဲ့တန်ခါးတွေဆွမ်းခံကြွလာတဲ့လမ်းချင်းလေးမှာမြတ်စွာဘုရားကိုထိုးသတ်ဖို့ဆိုတဲ့စီမံချက်နဲ့နာလာဂိရိဆင်ကြီးကိုလွတ်တော်ကလည်းပဲတရိစ္ဆာန်မင်းဖြစ်နေကြစားမြတ်စွာဘုရားရဲ့ဩဒိတမေတ္တာဖြစ်ဆင်ကြီးရဲ့နှလုံးသားကိုမေတ္တာဓာတ်နဲ့ဖြန့်ကျက်လိုက်တဲ့အခါမှာအလွန်ရိုင်းပြတဲ့ဆင်ကြီးဟာမေတ္တာနှလုံးသားမေတ္တာဓာတ်နှလုံးသားထဲဝင်ရောက်လိုက်တာနဲ့တပြိုင်နက်အမိကုတ်ပြီးမြတ်စွာဘုရားရှေ့မှာပစစ်တုပ်ပြီးအယုသေးပေးတဲ့အဆင့်ကိုရောက်တာဒီနေရာမှာလည်းမြတ်စွာဘုရားဟာမေတ္တာရဲ့အစွမ်းတကူခန္တီရဲ့အစွမ်းတကူဝသာသုံးချတာဖြစ်ပြီးအနိုင်ယူတဲ့အစွမ်းတကူမျိုးကိုသုံးချတာမဟုတ်ဘူးတိခဏ်ချင်းခွင့်လွှတ်ခြင်းဟာမတ္တမအစွမ်းထက်တယ်ဆိုတာကိုမြတ်စွာဘုရားကသက်သေပြခြင်းပဲဖြစ်တယ်ပေါ့မိမိကိုယ်တိုင်จิตသုံးခဲ့တဲ့တရားဓမ္မကိုပဲတရားတွေကိုဟောပြောတဲ့အခါမှာနာဟိဝေရေနဝေရာနိတမန္တိထခုဒသနံဒီလောကမှာလက်စားချေတုံ့ပြန်ကလေးစားချေခြင်းဖြစ်တူတယောက်ရဲ့ရန်ညှိုးကိုဘယ်တော့မှငြိမ်းအောင်လုပ်နိုင်မှာမဟုတ်ဘူးအဝေရိနသတမန္တိကလေးစားမချေပဲခွင့်လွှတ်ခြင်းတိခဏ်ခြင်းဆိုတဲ့မေတ္တာဓာတ်ဖြစ်လာလဲတစ်ဖက်သားရဲ့ဒေါသကိုပြေငြိမ်းစေနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဟာရှင်းရှင်းလင်းလင်းကြီးပွင့်ပွင့်လင်းလင်းတရားတွေကိုအသိဉာဏ်ပေးခဲ့တာဖြစ်တယ်ဒီလိုမေတ္တာခန္တီအငြိမ့်ဓာတ်နဲ့
တစ်ဖက်သားရဲ့ရံမီးကိုငြိမ်းအောင်နှိမ့်သက်ခြင်းဟာခဏိခေတ်မှာပေါ်လာတဲ့ခေတ်ပေါ်တရားမဟုတ်ဘူးဧတဓမ္မောတဏံတနောတဏံဆိုတာရှေးရခင်ကလေးကရှေးရခင်ကလေးကဆိုတာသဘာဝအတိုင်းရှိနေတဲ့နေချာလို့ပြောတာပေါ့နော်သဘာဝအတိုင်းဆိုတာမီးလောင်နေရင်ရေနဲ့ငြိမ့်တတ်တယ်အပူကိုအေးအောင်လုပ်တယ်ဒါတွေကသဘာဝတွေပဲမီးကိုရေနဲ့ငြိမ့်တာလို့မီးဟာရေကိုလောင်တယ်လို့ဘယ်တော့မှမရှိဘူးရေပြင်ရောက်သွားလို့ရှိရင်မီးဟာငြိမ့်စမြဲပဲထို့တူပဲတစ်ဖက်သားရဲ့အမျက်ဒေါသဟာမေတ္တာဆိုတဲ့ရေစင်ရေအေးနဲ့တွေးလိုက်တဲ့အခါငြိမ့်သွားစမြဲပဲလို့လောကသဘာဝထုံးစံကိုမြတ်စွာဘုရားဟာဟောကြားတာဖြစ်လို့ဧတဓမ္မောတဏံတနောဒေါသအမျက်ကိုမေတ္တာရေစင်ဖြင့်ငြိမ့်သက်ခြင်းဆိုတာဟာလောကမှာသဘာဝတရားတစ်ခုပါပဲလို့ဒီလိုဟောတာနော်ရှေးတုန်းကတည်းကဖြစ်ပေါ်လာတဲ့မူလလက်ဟောင်းသဘာဝတရားကြီးတာဖြစ်တယ်အဲ့ဒီဓမ္မရတကိုမမိအောင်မှတ်ထားတစုံတစ်ယောက်ကကိုယ့်ကိုရံပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကလေးစားခြေဖို့မစင်စားပဲထိုပုဂ္ဂိုလ်ကိုမေတ္တာဓာတ်ပြန့်လွန်ခြင်းမေတ္တာဓာတ်ဖြန့်ကျက်ခြင်းတိခံခြင်းအပြုံးမပြတ်နေထိုင်ခြင်းဖြစ်လာလဲအကောင်းဆုံးတုံ့ပြန်မှုလုပ်ရမယ်လို့ဒီဟာကိုသင်ခန်းစာပေးတာပဲဖြစ်တယ်ပေါ့လောကလူတွေကတော့ဒါကိုအရှုံးကြီးရှုံးတယ်လို့တွက်ကြတယ်နော်သူတော်ကောင်းတွေကတော့ဒါဟာအနိုင်ယူခြင်းပဲလို့တကယ်ကိုအောင်နိုင်တဲ့စစ်ပွဲကြီးကိုအောင်ခဲ့တဲ့တကယ်အောင်ပွဲရသူရဲ့ကောင်းကြီးပဲလို့ဒီလိုအသိမှတ်ပြုတယ်အဲ့တော့လောကလူသားတွေရဲ့အမြင်နဲ့သူတော်စင်သူတော်မြတ်တို့ရဲ့အမြင်ဟာအလုံးကိုကွာခြားတယ်သူတော်ကောင်းတရားနဲ့မသူတော်တို့ရဲ့တရားဆိုတာမိုးနဲ့မြေကြီးလို့ကွာခြားတယ်ပင်နဲ့သမုဒ္ဒရာကြီးဟိုဘက်ကန်းဒီဘက်ကန်းလို့အလှမ်းဝေးတယ်သူတော်ကောင်းတရားနဲ့မသူတော်တို့ရဲ့လမ်းစဉ်ဆိုတာအလွန်ကိုဝေးกว่าတယ်ဒါကြောင့်မို့အများစုကတော့သူတစ်ချက်ခောက်ရင်ငါနှစ်ချက်ခောက်သူကဒုံးနဲ့ရိုက်ရင်ငါကဓာတ်နဲ့ခုတ်သူကဓာတ်နဲ့ခုတ်ရင်ငါသနတ်နဲ့ပြစ်မယ်ဆိုတဲ့တဆင့်ပိုးတဲ့ရံညိုးကိုကလေးစားနဲ့ခြေဖို့လောက်ပဲစဉ်းစားကြတာအဲ့ဒါမှသူရဲကောင်းလို့ထင်ကြတယ်ပေါ့အေးသူတော်ကောင်းဖြစ်သွားပြီဆိုရင်အဲ့ဒီအတွေ့ဟာပြောင်းပြန်ဖြစ်သွားတယ်တိခဏ်ချင်းခွင့်လို့ချင်းသိတာလဲတကယ်အစစ်အမှန်ဘလို့နိုင်ရတော့ဆိုရင်စဉ်းစားကြည့်လူတယောက်ကကိုယ်ကိုလာဆဲတယ်ဆဲတာကိုခန္တီဆိုတဲ့အပြုံးမပြတ်တဲ့ခိုင်မာတဲ့စိတ်နဲ့သူ့အပေါ်မှာပြန်ဆဲလို့တဲ့ဒေါသကိုထိမ့်ချုပ်ထားလိုက်ပြီထိမ့်ချုပ်ထားလိုက်တယ်ထိမ့်ချုပ်ထားလိုက်တဲ့အခါမှာကိုယ်လာဆဲတဲ့ပုဂ္ဂိုလ်ကလည်းတုံ့ပြန်ဆဲတာမရသည့်အတွက်ကြောင့်သူ့ဘာသူလေတံပြော့ပြီးတော့ရောချသွားတယ်ဆဲခြင်းကြောင့်အပြစ်တစ်ခုကိုခံစားရမယ်ဥပမာပဲဆဲတဲ့အကုသိုလ်ကြောင့်အပင်ငယ်ရောက်မယ်ဆိုရင်သူပဲရောက်မယ်တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့ခန္တီတရားကိုလက်ခံသုံးတဲ့ပုဂ္ဂိုလ်ကတော့နတ်ပြည်ရောက်မယ်ဆဲတဲ့လူကငရဲကြတုံ့ပြန်ဆဲခြင်းမရှိတိခဏ်တဲ့ပုဂ္ဂိုလ်ကနတ်ပြည်ရောက်ဆိုတော့ဘယ်သူကနိုင်လိုက်တယ်လို့ပြောမလဲတိခဏ်တဲ့ပုဂ္ဂိုလ်ကနိုင်တယ်လို့ပဲပြောရမှာပဲဒါအလွန်ထင်ရှားတယ်နော်အဲ့ဒီနီးနဲ့နိုင်တာကိုလူတွေကမအောင်အေးနိုင်ဘူးသူဆဲရင်ငါဆဲမယ်ဆိုသူလည်းငရဲကြကိုလည်းငရဲကြနော်နှစ်ယောက်စလုံးအဲ့ဒီမှာငရဲမှာ
သူကြကိုကြဆိုတဲ့ပုံစံမျိုးပဲဖြစ်အဲ့ဒါလို့မဖြစ်အောင်ကိုယ်ဆင်ញင်သုံးသပ်ပြီးမြတ်စွာဘုရားဟောကြားတဲ့ဓမ္မရတ္တရင်နဲ့ရောက်အောင်နှလုံးသွင်းပြီးတော့ကိုယ့်ရဲ့သိခံနိုင်စွမ်းကိုမြင့်တင်ပေးကြရမှာဖြစ်တယ်။ကောင်းတဲ့အရာဆိုတာအလေးချင်းလုပ်ရမှာအလေးချင်းမလုပ်ရင်မရဘူးเนาะအလေးချင်းလုပ်မှရတယ်။လေ့ကျင့်ပေးမှရတဲ့အရာဖြစ်တယ်။မကောင်းတဲ့အရာကလေ့ကျင့်စရာမလိုဘူး။သူ့ဘာသူအလွယ်တကူဖြစ်ပေါ်လာတတ်တယ်။ဒါကြောင့်မို့ဒီကျင့်စဉ်လေးကိုလေ့ကျင့်ပေးရမှာဖြစ်တယ်။နာဟိဝေရေနဝေရာနိတမန္တိထခုဒသနံလောကကြီးမှာကလစားခြေခြင်းဖြင့်ရန်ညှိုးဆိုတာပျောက်ကင်းသွားတာဆိုတာဘယ်သောအခါမှမရှိဘူးတဲ့အဝေရေနသံတမန္တိမတုံမပြန်သိခံမေတ္တာထားခြင်းဖြင့်သာလေရန်ညှိုးဆိုတာငြိမ့်သွားမှာဖြစ်တယ်ဒါဟာသဘာဝတရားပဲအစစ်အမှန်လောကမှာဖြစ်ပေါ်နေတဲ့သဘာဝတရားကြီးအစစ်ပဲလို့မြတ်စွာဘုရားကဒီလိုဟောတာနော်ဒီနေရာမှာလူတွေရဲ့ယင်ထဲကအမုန်းတရားကိုအခြေခံပြီးတော့ရန်ညှိုးဆိုတာဖြစ်ပေါ်လာဘယ်ဒေသနာမှာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟာအဲ့ဒီရန်ညှိုးကိုရန်နဲ့တုံ့ရမယ်လို့ဘယ်တော့မှမဟောဘူးမတုံနဲ့ခွင့်လွှတ်ခြင်းသိခံခြင်းဖြစ်နေရမယ်ဆိုတာဟာသူတော်သူမြတ်တို့ရဲ့လမ်းစဉ်ပဲအဲ့ဒီမှာဒီဇလံဖြစ်ပေါ်လာပုံလေးကိုမြတ်စွာဘုရားကလက်တွေ့ကြဟောပြတာကတော့ဇလံလေးတစ်ခုအကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်လူတွေရဲ့သဘာဝဟာမခံခြင်းစိတ်နဲ့တစ်ဖက်သားကကိုယ့်ကိုဒုက္ခရောက်အောင်လုပ်ရင်ပြန်ပြီးတော့လုပ်ရမှခြေနှက်တယ်လုပ်ရမှခြေနှက်တဲ့အခါကျတော့သူလုပ်ကိုလုပ်အတုံးအလှဲ့တွေဖြစ်ပြီးတော့နှစ်ယောက်စလုံးဒုက္ခရောက်ကြတယ်။ကြောင်းနှကောင်ကြိုက်တယ်လို့ပဲနှကောင်စလုံးလုံးပြီးတော့လိမ့်ကျသွားတာနော်။အေးဒီဇလန်းလေးမှာတာဝတိမြို့မှာမိသားစုတူရှိတယ်။အဲ့ဒီမိသားစုမှာပထမအမျိုးသားတစ်ယောက်ဟာအိမ်တော်ပြုလို့စိတ်မရှိဘူးသို့တော့သူ့မိဘကအတင်းပေးစားအိမ်တော်ချထားလို့အိမ်တော်ပြုနေရတယ်သူအိမ်တော်ပြုဖေးမဲ့လို့သူ့ရဲ့အိမ်တော်ပဲအမျိုးသမီးကသားသမီးမထွန်းကားဘူးရှေးခေတ်ကချမ်းသာကြွယ်ဝတဲ့လူတွေဟာသားသမီးမထွန်းကားဘူးဆိုရင်သူတို့ရှာဖွေထားတဲ့ငွေချေးတနာတွေပေါ်မှာဆွေရင်တော့ကရောက်ကြတယ်ပေါ့ဘယ်သူပေးခဲ့ရမလဲဆိုတာအေးဒီကနေ့ခေတ်မှာတော့မြန်မာလူမျိုးတွေတော့ဒါပြဿနာသိပ်မရှိဘူးလူပြစ်ခဲ့မယ်ဆိုတဲ့ယင်ထဲမှာရှိတယ်နော်အဲသူတို့ကြတော့သားသမီးမထွန်းကားလို့ရှိရင်အမွေခံဆိုတာပြတ်သွားအဲ့ဒါကိုအကြောင်းပြုပြီးတော့မိဘလုပ်တဲ့ပုဂ္ဂိုလ်ကတိုက်တွန်းတယ်နောက်အိမ်တော်ပြုတ်ဖို့တိုက်တွန်းတယ်သားသမီးမထွန်းကားရင်ရှာထားတဲ့ပစ္စည်းတွေကုန်ဆုံးလိမ့်မယ်မင်းပဏ္ဏဖြစ်လိမ့်မယ်အဲ့ဒါလို့တိုက်တွန်းတာကိုလက်ရှိဇနီးကကြားသွားတဲ့အခါမှာသူသဘောကျတဲ့အမျိုးသမီးတယောက်ကိုသူ့ဘာသူခေါ်ပြီးတော့နော်အိမ်တော်မှုအပြိုင်အနေနဲ့သူ့အမျိုးသားနဲ့ပေးစားပြီးတော့တူတူနေလိုက်ကြသို့တော့သူဟာတကယ်မေတ္တာစေရနာနဲ့မဟုတ်ဘူးသူ့မှာတောကတစ်ခုဖြစ်လာတယ်နောက်အိမ်တော်ကသာသမီထွန်းကားလို့ရှိရင်ပစ္စည်းဥစ္စာတွေနောက်အိမ်တော်ကအကုန်ပိုင်သွားလိမ့်မယ်သူ့အတွက်ဘာမှရမှာမဟုတ်ဒါအိမ်ကြီးထုံးစံကအတန်နော်သာသမီထွန်းကားမှဒီမိသားစုရဲ့ပစ္စည်းတွေကိုအမွေပိုင်ခွင့်ရှိတယ်ပေါ့သာသမီမထွန်းကားတဲ့အမျိုးသမီးဟာအမွေပိုင်ခွင့်မရှိဘူးအိန္ဒိယရဲ့လူနေမှုထုံးစံဒါကြောင့်မို့သူဟာစိတ်သောကရောက်လာတယ်နောက်အိမ်တော်ကမြတ်သာသမီထွန်းကားလို့ရှင်သူဟာလက်မဲ့ဖြစ်သွားတော့မှာပဲဆိုအဲ့ဒီအတွေးဟာသူဆင်းရဲမှကြောက်လို့
ဒီအတွေးရောက်လာတဲ့အခါဘာလို့တော့သူကိုယ်တိုင်ပေးစားထားတဲ့နောက်အိမ်တော်အမျိုးသမီးကိုဝန်ကြစေးတွေတိုက်တယ်ကိုဝန်မရအောင်သူကဖန်တီးတယ်နော်သူ့ကိုပြောထားပြီးအစာထဲမှာဆေးခတ်တယ်အဲ့ဒါလို့ဆေးခတ်တဲ့အခါပထမအကြိမ်ပြက်ဒုတိယအကြိမ်ပြက်တတိယအကြိမ်ကျတော့သူ့လက်ချက်ဆိုတာသိတော့သူ့ကိုမပြောဘဲနဲ့နေတဲ့အခါမှာကိုဝန်ဟာအရင်မှဖြစ်လာတဲ့အခါနောက်ကျပြီးတော့ဆေးတိုက်တော့မိခင်မှာအသက်ပြောက်ရမယ့်အနေအထားမျိုးရောက်သွားတယ်စဉ်းစားကြည့်နော်အဲ့ဒါကံတရားဆိုတာဟာသူများကိုဒီလိုဖြစ်အောင်လုပ်ရင်သူများကိုဒုက္ခရောက်အောင်လုပ်လို့ရှိရင်အဲ့ဒီဒုက္ခဟာအလားတူကိုယ်စီရောက်တတ်တယ်ဒုက္ခရောက်တတ်တယ်ဒါကံရဲ့သဘောတရားပဲအဲ့ဒါလို့ကိုယ်ဝန်ပြက်အောင်လုပ်တဲ့အခါမှာကိုယ်ဝန်ပြက်ရုံမကမိခင်ရောဆုံးရှုံးသွားတယ်အသက်ပါသွားတယ်နော်ကလေးရောမိခင်မှာအသက်ဆုံးသွားတယ်အဲ့ဒါလို့အသက်ဆုံးသွားတော့သူ့လက်ချက်နဲ့အသက်ဆုံးရတယ်ဆိုတာဟိုမျိုးသမီးကလုံးဝမချေနှက်ဘူးရင်ထဲနှလုံးထဲမှာအခုခံဖြစ်သွားတယ်အဲ့ဒီအခုခံဖြစ်သွားတော့ဒီကနေ့မှအန်ကျိတ်ပြီးတော့တည်သွားတယ်ခုခေတ်ပြောရလို့ပေါ့တခွေးကြတော့တွေ့ရမယ်ပေါ့နော်စိန်ခေါ်ရင်တိမ်မော်ထီအောင်လိုက်မယ်ဆိုတဲ့အပြောမျိုးတွေနဲ့ပြောတယ်နောက်တခွေးကြတော့တွေ့မယ်ဆိုအန်ကျိတ်ပြီးတည်သွားတဲ့အခါမှာမကောင်းတဲ့စိတ်နဲ့တည်တာပဲလေတည်တော့ဘာဖြစ်တယ်ဆိုအဲ့ဒီအိမ်မှာပဲသူကကြောင်မသွားဖြစ်တယ်ကြောင်မသွားဖြစ်တယ်ခုနကသူ့ကိုဒုက္ခပေးတဲ့အမျိုးသမီးကသူဒုက္ခပေးတာသိသွားတော့သူရဲ့အိမ်တော်ဘက်ကသူ့ကိုရိုက်နဲ့ဒုက္ခပေးလိုက်တဲ့အခါသူလည်းသိမကြဘူးဆုံးသွားဆုံးတဲ့အခါဘာဖြစ်အဲ့ဒီအိမ်မှာမွေးတဲ့ကြက်မသွားဖြစ်ပြန်ကဲကြောင်နဲ့ကြက်တွေးကြပြန်ရောဒီတဘဝမှာလက်စားမချေရရင်အခဲမကြေတဲ့အခါဘဝကူးပြီးလက်စားချေကြောင်မကကြက်မကဥသမြဥတွေဂုံစားယုံရမကကြက်ကလေးတွေလည်းစားပြစ်တယ်နောက်ဆုံးကြက်မကိုပါစားဖို့ကြိုးစားလာအဲ့ဒီအချိန်မှာလည်းကြက်မကငါဥတွေလည်းစားတယ်ငါကလေးတွေလည်းစားတယ်အခုငါကိုစားတော့မယ်ဒင်းတော့သိစေမယ်ပေါ့တကွေးကြရင်ငါလက်စားချေမယ်ကြောင်နဲ့ကြက်ဆိုတော့ဟုတ်လားဒီနေရာမှာကြောင်ကနိုင်နေတာအဲ့ဒီကြက်ကမကျေနပ်မှုနဲ့တည်သွားပြန်တည်သွားတော့ဘာသွားဖြစ်တော့ဆိုတောထဲမှာကြက်သစ်မသွားဖြစ်ပြန်အဲ့ဒီလိုကြက်သစ်မသွားဖြစ်ခုနကကြောင်ကတည်သွားတဲ့အခါမှာဖြစ်တော့ဆိုရင်တောထဲမှာပဲသမင်သွားဖြစ်ပြန်ကျက်တဲ့နဲ့သမင်သွားတွေးချပြရောတာမန်အားဖြင့်ဒီတရားဝါတွေဟာချင်းချင်းတတ်စားတယ်လို့ဒီလိုပြောရပေမဲ့လို့အမုန်းတရားနဲ့လှုပ်ကြတာဖြစ်တယ်စဉ်းစားကြည့်နော်တတ်စားခံရတဲ့လူအကောင်ကမျက်လုံးပြူးပြီးတော့မကျေနပ်ဖက်သေးသွားတာလေချေချေနက်နက်ကြီးသူအစားခံတာပဲဟုတ်မလားကျွဲကြီးတွေခြေနေကအကိုက်စားနေတယ်ကျွဲကြီးတွေကမျက်စောင်းထိုးပြီးတော့တေသွားတာပဲအဲ့ဒါကနောက်တစ်ချိန်ကျရင်ကလေးစားခြေမှာပဲဖြစ်တယ်ပေါ့ဘဝတွေမှာကလေးစားခြေကြတယ်အေးကျက်တိကအဲ့ဒီသမင်နဲ့တွေ့တဲ့အခါမှာဒီပြင်သမင်နဲ့တွေ့ရင်သူအစာဝါရင်လိုက်ချင်မှလိုက်မယ်သူ့ရဲ့ရံပဲဖြစ်ခဲ့ဘူးတဲ့သမင်မြင်လိုက်တာနဲ့ပဲနော်တန်တရားကပါလာတဲ့အညှိုးအတေးကြောင့်မို့လို့ချက်ချင်းပဲတတ်စားပြဖို့ရစိတ်ကဆုံးဖြတ်လိုက်တယ်အေးသမင်မမွေးလာတဲ့ကလေးတွေလည်းစားပြတယ်နောက်ဆုံးသမင်မကြီးကိုယ်တိုင်ကိုစားပြလိုက်တယ်မချေနှပ်ဘူးသမင်ကတည်သွားတဲ့အခါမှာလည်းပဲသူ့သားသမီးတွေလည်းစားတယ်သူနဲ့စားတယ်ဆိုတော့ဒီကျက်သက်မအပေါ်မှာလုံးဝမချေနှပ်ဘူး
အခုခံအခဲရင်ထဲနှလုံးထဲကမကြေမချမ်းနိုင်ဖြစ်ပြီးတော့သူကသေဆုံးသွားတယ်သေဆုံးသွားတော့သမင်မကဘလူးသွားဖြစ်ပြီးတော့ကျက်သစ်မကလူဘွားရောက်လာပြန်တွေ့ကြပြန်ပြီတခွေမှာစဉ်းစားကြည့်ကလေးသားခြေတယ်ဆိုဘရောမှမဆုံးနိုင်သူနိုင်သူလုပ်ကိုနိုင်ကိုခံကိုနိုင်ရင်ကိုလုပ်တယ်သူ့အလက်ကိုအလက်ဆိုတာရှိနေမှာအဲ့ဒီလိုမကြေနိုင်မချမ်းနိုင်ရင်ထဲကအမုန်းတရားတွေနဲ့ကလေးသားခြေလိုက်ကြတာအဲ့ဒီမှာဒီသမင်မကဘလူးဖြစ်ပြီးတော့ချက်သင်မကလူသားဖြစ်တာလူသားဖြစ်တဲ့အခါကျတော့ဘလူးကအဲ့ဒီမျိုးသမီးမွေးလိုက်ပွေးလိုက်လာပြီးတော့သူကကလေးတွေစားပြစ်တယ်တကယ်ကိုမိတ်ဆွေရင်းချခဲ့သူလူအောင်ဆောင်လာပြီးတော့ကလေးကိုပွေ့ချီတဲ့သဘောမျိုးလုပ်ပြီးတဲ့အခါမှာဒီကလေးကိုသူ့ရှိမှာပဲတွေ့ရင်တန်ရင်နဲ့ကြွကြွဝါစားပလိုက်တယ်ပထမတစ်ကြိမ်အစာခံလဲရတယ်ဒုတိယတစ်ကြိမ်အစာခံလဲရတယ်တတိယအကြိမ်ရောက်တဲ့အခါမှာလူမသိသူမသိတဲ့နေရာသွားပြီးပုံမယ်သာသမီတိုင်းအစာခံနေရတော့ကြောက်ရွံ့ပြီးတော့တနေရာသွားပုံအဲ့ဒီအချိန်မှာကံကောင်းတာကဘာလို့ဆိုရင်ဘလူးတွေဟာဝိသောနာမင်းကြီးရဲ့အမှုတော်ကိုထမ်းကြရတယ်သူဟာလည်းပဲဝိသောနာမင်းကြီးရဲ့အမှုတော်ကိုထမ်းဖို့တာဝန်ကျတဲ့အခါမှာအမှုသွားထမ်းနေတဲ့ရက်ပိုင်းတွေမှာဒီအမျိုးသမီးကသားသမီးဖွားလိုက်တော့ရုတ်တရက်သူအစာမခံလဲရပဲနဲ့လွတ်နေတယ်သို့တော့လွတ်ပြီးလို့ထင်ပြီးပြန်လာတာနဲ့ဟိုကလုပ်ငန်းကထွက်လာတာနဲ့တွေ့တဲ့အခါမှာစားမလို့ဝါမလို့လိုက်တာကိုမြင်လိုက်တာနဲ့သိတော့စေတော်အကြောင်းနှမအရောက်မြတ်စွာဘုရားသခင်ကိုရောမြတ်တရားဟောတဲ့ဘက်ကိုလူပရိသတ်ကြားတဲ့ဝင်ပြေးပြီးအဲ့ဒီအမျိုးသမီးဟာအရှင်ဘုရားကဲတော်မူပါဆိုပြီးတော့သူ့ကလေးလေးကိုမြတ်စွာဘုရားရဲ့အခြေအမှာချပြီးမြတ်စွာဘုရားကိုလှူပါတယ်တပည့်တော်မွေးတိုင်းဘလူးမကစားတယ်အခုလည်းဘလူးမလာနေပါပြီမြတ်စွာဘုရားကိုလှူပါတယ်အဲ့ဒီမှာဇေရွန်အကြောင်းထဲမှာတကားမုတ်မှာစောင့်တဲ့နတ်ကဘလူးမကြီးကိုဝင်ခွင့်မပြုဘူးနောက်မြတ်စွာဘုရားကရှင်အနန္ဒာကိုခေါ်ခိုင်းလိုက်တဲ့အခါမှာဘလူးမဝင်လာတော့အဲ့ဒီအမျိုးသမီးကကြောက်လိုက်တာအရှင်ဘုရားတပည့်တော်ကလေးတွေစားသွားတာသူ့ပါပဲဗျာမြတ်စွာဘုရားကမကြောက်နဲ့လို့ဆိုပြီးအဲ့ဒီမှာဒီဒေသနာတော်ကိုဟောပေးတာဖြစ်တယ်နော်အခုလိုကလေးစားခြေနေလို့ရှိရင်ဘယ်တော့မှမဆုံးနိုင်ဘူးတူနဲ့တူအညိုတေးတွေနဲ့ကလေးစားခြေကြလို့ရှိရင်လောကကြီးဟာဘယ်တော့မှမဆုံးနိုင်တဲ့အမုန်းတန်တရားဆက်ကြီးထဲမှာရောက်ရှိပြီးတော့ခြားရဟစီးရတယ်လို့ပဲအထက်ရောက်လိုက်အောက်ရောက်လိုက်နော်ဘယ်တော့မှမဆုံးနိုင်တဲ့အမုန်းတရားနဲ့တန်တရားလဲနေကြအောင်မှာဆိုတာရသော်ဘုရားကတရားပြတယ်အဲ့ဒီနေရာမှာသူတို့ယင်ထဲကအမုန်းတွေရပ်ဆိုင်သွားအောင်မဟာကရုဏာတော်နဲ့ရသော်ဘုရားဆုံးမစကားကိုပြောတာနာဟိဝေရေနဝေရာနိတမ္မန္တိဒကုရစနံအခုလိုကလေးစားခြေနေမယ်ဆိုရင်ဒီရန်ညိုးတွေဟာဘယ်တော့မှပျောက်မှာမဟုတ်ဘူးအဝေရေနစရန်ညိုးကလေးစားမခြေကြနဲ့တူမေတ္တာထားအကျဉ်းတရားပွားကြလို့ဆိုပြီးမြတ်စွာဘုရားရဲ့ဆုံးမစကားကြောင့်နှစ်ဦးလုံးဟာရှင်ထဲကအမုန်းတွေငြိမ်းသွားကြတယ်အဲ့ဒီလိုငြိမ်းသွားမှသူတို့ရဲ့ဒီအမုန်းတန်တရားနဲ့ကလေးစားခြေတဲ့တန်တရားကြီးဟာဆက်ပြတ်သွားတယ်ဓမ္မရတ္တဆိုတာကိုယ်တိုင်လည်းပဲရရှိခံစားကြရမှာဖြစ်ကိုယ်တိုင်လည်းဒါမျိုးမကြုံဘူးလားဆိုကြုံပါကိုယ်ဆဲတဲ့လူကြုံမယ်ကိုယ်ရိုက်တဲ့လူကြုံတတ်တယ်ကိုယ်နဲ့မတည့်တဲ့လူဟာတခုခုဒုက္ခပေးတာကြုံမယ်အဲ့ဒီကြုံလာခဲ့ရင်ဘာလုပ်မလဲဒါဒီဒေသနာတော်ကိုနာယူမှတ်သားထားပြီးကိုယ်အခက်ခဲကြုံလာတာနဲ့တပြိုင်နက်
မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုအမှတ်ရဖို့အဗ္ဗဓမ္မအရေးကြီးပါတယ်နော်အမှတ်ရချရမှာဖြစ်တယ်ပေါ့ဘဝသင်္ကန်းစာယူချရမယ်အဲ့ဒီလိုအတုံးအလက်လှုပ်လို့ရှိရင်နှစ်ဦးစလုံးဆုံးရှုံးနစ်နာကြရတယ်ဆိုတဲ့ဇတ်လမ်းလေးရှိသေးတယ်အဲ့ဒီဇတ်လမ်းလေးတွေကိုဘဝသင်္ကန်းစာအနေနဲ့မှတ်သားကြည့်ရအောင်တူရှင်ထဲကအမုန်းတရားကိုခြေခံပြီးတော့ကလေးစားခြေခြင်းဟာတူမှကြီးပွားမှာမဟုတ်ဘူးနှစ်ယောက်စလုံးဒုက္ခရောက်တတ်တယ်ဆိုတာတတိထားရမှာဖြစ်တယ်ပေါ့အမုန်းတန်တရားဟာတကဘာလုံးကြာအောင်တည်ရှိလာတတ်တယ်မြန်မာလူမျိုးတွေသိကြပါလိမ့်မယ်ငှက်တွေထဲမှာကြီးကန်းနဲ့ဇီးခွက်မတည့်ဘူးဆိုတာသိကြလိမ့်မယ်နော်ဒါကြောင့်မို့လို့ကြီးကန်းကနေထွက်ဇီးခွက်ကညမှထွက်သူတို့နှစ်ကောင်တွေ့လို့ရှိရင်တကောင်လက်စားခြေကြမှာဖြစ်တယ်ပေါ့တကောင်နဲ့တကောင်မတည့်ကြဘူးသူတို့ရဲ့အမုန်းဟာကဘာဥကရေကစလာတဲ့အမုန်းတရားလို့ဆိုတယ်နော်ခုမှဖြစ်လာတဲ့အမုန်းတရားမဟုတ်ဘူးကဘာဥကရေကမုန်းလာကြတယ်ဘလို့ဖြစ်တုံးလို့ဆိုကဘာဥကာလမှာခြေလေးချောင်းရှိတဲ့သားကောင်တွေကချင်းသေးကိုမင်းအဖြစ်တင်မြောက်ကြတယ်ချင်းသေးကိုမင်းအဖြစ်တင်မြောက်ကြတယ်ခေါင်းဆောင်အဖြစ်တင်မြောက်ကြတယ်ပေါ့ငှက်တွေတဲကလည်းပဲထို့တူပဲရွေးကြတယ်ရွေးတဲ့အခါကျတော့ဇီးခွက်ဆိုတာကိုငှက်တွေကတော်တော်သဘောကျနော်ပညာရှိတယ်ဆိုပြီးတော့ဇီးခွက်ကိုခေါင်းဆောင်တင်ဖို့ရွေးကြတယ်ရွေးတဲ့အခါမှာကြံတဲ့ငှက်တွေကကန့်ကွက်မဲ့ကောင်းမရှိဘူးအဲ့ဒီထဲမှာဘယ်သူကကန့်ကွက်တော့ဆိုကြီးကန်းကကန့်ကွက်တယ်ကြီးကန်းကကန့်ကွက်တယ်ဇီးခွက်ကိုခေါင်းဆောင်တင်တာတော့သူမကျင့်တတ်ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငှက်တွေကိုပြောတာခမည်းတော်ပဲစဉ်းစားကြည့်ဗျာတဲ့ဇီးခွက်ဆိုတာဟာစိတ်မဆိုးတာတောင်မှမျက်လုံးကြီးကပြူပြူကြီးတဲ့သူများစိတ်ဆိုးရင်ကျွတ်တို့ဘလို့နေချမလို့နမေရုစတိဗတ္တန္တိဥလူကတ္တဖိတိစနံဇီးခွက်ကိုမင်းမြောက်တာခေါင်းဆောင်တင်တာတော့သူသဘောမတူပါဘူးတဲ့အကုဋ္ဌတမုခံပတ္တစိတ်မဆိုးတဲ့မျက်နှာပဲကြည့်60အကောင်းတဲ့မျက်လုံးပြူးနေတယ်ကထံကုတ်တော်ကရိတတိသူများဒေါသထွက်ရင်ကျွတ်တို့ဘလို့လုပ်နေရမလို့ဆိုပြီးကန့်ကွက်တယ်ကန့်ကွက်ရပါမလားလို့ဇီးခွက်ကမကျေနပ်လို့ကြီးကန်းကိုထိုးစိတ်ကြီးကန်းလည်းဇီးခွက်ကိုပြန်ထိုးစိတ်ဆိုလို့ကြီးကန်းနဲ့ဇီးခွက်ဟာကဘာဥကရေရံပက်ကြီးဖြစ်သွားကြတယ်ကြံတဲ့ငှက်တွေကတော့ကဲမင်းတို့ဘာသိရံဖြစ်ခြင်းဖြစ်ကြတော့ဆိုပြီးတော့ဟင်းသားကိုခေါင်းဆောင်တင်လိုက်ကြတယ်ဒီဇလန်းရှိနော်အဲ့ဒါလည်းမှတ်လို့သတ်လို့တဲ့ဘဝသင်္ကန်းစာတစ်ခုပဲနောက်တစ်ခု950ထဲမှာမှတ်လို့သတ်လို့တဲ့သင်္ကန်းစာတစ်ခုရှိသေးဝက်ဝွန်နဲ့ကျုပ်ပင်နဲ့ဒီနေရာမှာကျုပ်ပင်လို့ပြောပေမဲ့လို့ကျုပ်ပင်ဆောင်နှက်ကိုရည်ညွှန်းတာဖြစ်တယ်နော်ဝက်ဝွန်နဲ့ကျုပ်ပင်သူတို့ဇာတ်လမ်းလေးကလည်းပဲတိမခံခြင်းကရံညှိုးဖွဲ့ကြတာဒီဇာတ်လမ်းလူလောကလူတွေနဲ့အတမတ်တူတယ်ဒါဝက်ဝွန်တကောင်ဟာကျုပ်ပင်ဆိုတပင်အောက်မှာအိတ်နေအိတ်ဆက်နားနေတဲ့အခါမှာကျုပ်ပင်ကတစ်ကိုင်းကြောက်ကလေးတိုးတဲ့အခါမှာသူ့ဟာသူတစ်ကိုင်းကြောက်ကလေးကကျိုးကြတာဘယ်သွားကြတော့ဆိုအိတ်ကောင်းနေတဲ့ဝက်ဝွန်ရဲ့ခေါင်းပေါ်သွားကြစဉ်းစားကြည့်ပေါ့နော်ဝက်ဝွန်ဆိုတဲ့ကောင်ကအိတ်ကောင်းနေတာ
သူကောင်းပေါ်မှာတကိုင်းကြောက်ကသွားကြတော့ဖြတ်ခနဲ့ဆိုလက်နိုးပြီးတော့ငါအိတ်နေတာတမင်အေးရေးပြအောင်လုပ်တဲ့ပုံရင်ထဲကမကျေနပ်မှုတစ်ခုဖြစ်လာမကျေနပ်မှုဖြစ်တော့ဒီကျုပ်ပင်တော့ဒုက္ခရအောင်လုပ်မယ်ဆိုသူကစတာနော်တော်ထဲမှာစီချက်မလို့စီထွင်းလို့ကောင်းတဲ့အသာလိုက်ရှာကြတဲ့လက်သမား2ယောက်ကိုတွေ့တဲ့အခါကျတော့သူကမေးတယ်ဘာရှာတာလဲစီထွင်းမလို့အသာတပင်လိုက်ရှာတာလို့ဆိုစီထွင်းလို့အကောင်းဆုံးတပင်ကိုပြမယ်တဲ့လိုက်ချိမလားဝဲဝန်ကနေပြီးတော့စီထွင်းလို့ကောင်းတဲ့တပင်ကကျုပ်ပင်မဲဆိုပြီးတော့သူ့ပေါ်တစ်ကိုင်းကျိုးကြတဲ့ကျုပ်ပင်ကိုခေါ်ပြီးတော့ပြတယ်ဒီပင်ကိုဖြတ်ဆိုဒါဟာစီထွင်းလို့အကောင်းဆုံးပဲလို့ဆိုပြလိုက်တယ်အဲ့တော့ပြလိုက်တဲ့အခါကျတော့ကျုပ်ပင်ဆိုတာတော့တစ်ပင်ဆိုတာကသက်မဲ့ကိုသို့တော့ကျုပ်ပင်ဆောင်နတ်ကြီးကဘာမဟုတ်ပဲနဲ့တစ်ကိုင်းကျိုးကသူကြတာဘာမဟုတ်ပဲနဲ့ငါပင်ကိုလာဖြတ်မယ်ရင်ထဲကမကျေနပ်ဘူးသူနော်ဝဲဝန်ကလည်းသူ့ကိုကြတာသူကြတာမကျေမနပ်ကျိုးပင်ကိုဖြတ်စည်းအောင်ကြံဖန်တယ်အဲ့တော့ကျုပ်ပင်ဆောင်နတ်ကမကျေမနပ်ဖြစ်တဲ့အခါကျတော့ကဲမင်းကလုံးမတော့မထူးငါလည်းပဲမင်းကိုကလေးစားချေမယ်ဆိုကျုပ်ပင်ကြီးလက်ခံလိုက်ရတယ်လက်ခံလိုက်ရပြီးတဲ့အခါမှာသူကလူရောင်ဆောင်လာပြီးတော့စီကျက်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးတရေတိကြလားခုနကပြောတဲ့ဝဲဝံကြီးရဲ့တရေဟာအကောင်းဆုံးပဲဟိုနားမှာအိတ်နေတယ်သူ့ကိုသွားတတ်ဆိုပြီးတော့အဲ့ဒီလက်သမားတွေကိုပဲဝဲဝံတတ်ခိုင်းပြီးတော့အဲ့ဝဲဝံတရေပါယူခိုင်းတာနော်ကျုပ်ပင်လည်းလဲတယ်ဝဲဝံလည်းသေးတယ်ကျုပ်ပင်နဲ့ဝဲဝံတစ်ခုနဲ့တစ်ခုဟာပျက်စီးအောင်အမုန်းတရားတွေကိုရင်ထဲမှာထားပြီးတော့လှုပ်ကြသည့်အတွက်ကြောင့်တူနဲ့တူဖြက်စီးပြစ်လိုက်ကြတာကျုပ်ပင်လည်းလဲခံလိုက်ရတယ်ဝဲဝံလည်းအသက်ခံလိုက်ရတယ်တူမှကောင်းကျိုးချမ်းသာမရဘူးအဲ့ဒီကျုပ်ပင်နဲ့ဝဲဝံလို့ပဲဆိုပြီးတော့မြတ်စွာဘုရားဥပမာပေးတာနော်ဒါကလေးစားချေတာလောကလူတွေဟာအတုံးလဲနဲ့ရံဖြစ်ပြီးအငင်းခုန်ဖြစ်တယ်ဆိုတာလည်းပဲကလေးစားချေတာတစ်မျိုးပဲဖြစ်တယ်သူတို့နှစ်ဦးဟာတူတူကလေးစားချေသည့်အတွက်ကြောင့်နှစ်ခုစလုံးပျက်စီးဆုံးရှုံးသွားကြတယ်ဆိုရင်ဘဝသင်္ကန်းစာတစ်ခုပေးတာပဲဖြစ်တယ်ဟောဒါကြောင့်မို့တူကစပြီးတော့ရှင်တဲ့နှလုံးထဲမှာမကျေနပ်စရာတွေဖြစ်ပေါ်လာလို့ရှိရင်အလုခံရတဲ့ပုဂ္ဂိုလ်ဟာတုံ့ပြန်မှုမကြိုးစားပဲနဲ့တစ်ဖက်သားမှာဖြစ်ပေါ်နေတဲ့အမုန်းတရားကိုယ့်ရင်ထဲမှာအမုန်းတရားဆိုတာမဖြစ်ရလေအောင်တစ်ဖက်သားကစတင်ပြီးတော့လောင်ကျွမ်းလာတဲ့မိကိုညှိမ့်သက်ဖို့မေတ္တာဆိုတဲ့အငြိမ့်ဓာတ်ကိုအသုံးပြုရမှာဖြစ်တယ်မေတ္တာဆိုတဲ့ရေစင်နဲ့ပက်ဖြန်းမှရင်ထဲမှာတောက်လောင်တဲ့မိဟာငြိမ့်မှဖြစ်တယ်ပေါ့ဒါကြောင့်မို့ရညိုးမထားပဲနဲ့မေတ္တာကိုပွားရမယ်လို့မြတ်စွာဘုရားကမေတ္တာဘာဝေတ္တဗာဒေါသတပဟာနာယဒေါသတပဟာနာယအမုန်းတရားကိုဖယ်ရှားပစ်ဖို့ရမေတ္တာကိုဘာဝေတ္တဗာဖြစ်ပွားစေရမယ်အညို့အတေးတွေပျောက်အောင်မေတ္တာနဲ့ညှိမ့်သက်တဲ့နည်းကိုမြတ်စွာဘုရားဟောကြားတာဖြစ်တယ်ဒီနေ့ခေတ်မှာ
မေတ္တာကိုတော့အလိုရှိကြတာဖြစ်တယ်လူတွေဟာတူနဲ့တူမေတ္တာပို့တာကြိုက်တယ်သူ့ကိုမေတ္တာပို့ပေးပါနေမကောင်းရင်လည်းပဲမေတ္တာပို့ပေးပါအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်လည်းအောင်မြင်ဖို့ရမေတ္တာပို့ပေးပါမေတ္တာခံယူခြင်းကြတယ်သို့တော့ကိုယ့်ရင်ထဲမှာရှိနေတဲ့အမုန်းကိုတော့ဖယ်ရှားဖို့ပေးနေချပြန်တယ်ပေါ့စဉ်းစားကြည့်မယ်ဆိုရင်နော်ရှင်ထဲကအမုန်းတရားဖယ်ရှားရမှာကအဓိကဖြစ်တယ်ပေါ့ကိုယ့်ရင်ထဲမှာအမုန်းတရားရှိနေသမျှကလပ်ပလုံးဘသူကဘလောက်ပဲမေတ္တာပို့ရှင်ထဲကအမုန်းတရားဟာကူးဆက်လောင်ကျွမ်းနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ယင်ထဲမှာရှိတဲ့အမုန်းတရားအညှို့အတေးအာဃာတပြားကိုဖယ်ရှားပစ်ဖို့ရမေတ္တာပွားတဲ့နည်းကိုအသုံးချရမှာဖြစ်တယ်မိမိအနေနဲ့မုန်းတဲ့ပုဂ္ဂိုလ်ကိုယ်နဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ရှင်ထဲမှာမေတ္တာထားဖို့ဆိုတာအလွန်ခဲယဉ်နေပေါ့အဲ့ဒါလိုခဲယဉ်တော့လည်းပဲမအောင်မြင်ဘူးလို့ပြောတာတော့မဟုတ်ဘူးခက်ခဲကြိုးစားရမယ်လို့သူတို့ဆိုလို့ပေါ့ခက်ခဲပေမဲ့လို့လုပ်ရင်အောင်မြင်တာပဲအလွန်မြင့်တဲ့တောင်ကြီးကိုတက်ဖို့ကြိုးစားတာတောင်ကြီးတော့ဘဝအောင်လိုင်းကြီးတော့လှေအောင်ဆိုတာလို့တနေ့မဟုတ်တနေ့တော့အောင်မြင်သွားမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မေတ္တာတရားကိုကြိုးစားပြီးတော့ဘယ်လိုပွားရမလဲကိုယ်နဲ့အစင်မပြေတဲ့ပုဂ္ဂိုလ်ထိုပုဂ္ဂိုလ်ပေါ်မှာကိုယ်စိတ်ထဲမှာမကြေမချမ်းဖြစ်လာပြီဆိုရင်ကိုယ့်ရင်ထဲကမကြေမချမ်းဖြစ်တာကိုမေတ္တာဘာဝနာပွားပြီးဖြေပြောင်းရမှာဟိုလူရဲ့ရင်ထဲမှာဖြစ်တဲ့ဒေါသငြိမ်းဖို့တဲ့ကိုယ့်ရင်ထဲကဖြစ်တဲ့ဒေါသငြိမ်းဖို့ကပိုအရေးကြီးတယ်ပေါ့ကိုယ့်ရင်ထဲမှာဖြစ်လာမဲ့ဒေါသမဖြစ်ရအောင်မေတ္တာဘာဝနာပွားတဲ့အခါမှာဒေါသရဲ့အပြစ်ကိုဆင်ញင်ရမှာဖြစ်တယ်သီးခံခြင်းရဲ့အကျိုးတရားကိုနှလုံးသွင်းရမှာဖြစ်တယ်ခန္တီနဲ့မေတ္တာဒီနှစ်ခုဟာတဘာဝအဖြစ်ပြောမယ်ဆိုရင်မေတ္တာဆိုတာအာဒေါသအမုန်းကင်းစင်တဲ့စိတ်နေသဘောထားဒေါသမရှိတဲ့စိတ်နေသဘောထားခန္တီဆိုတာဟာလည်းပဲဒေါသကင်းတဲ့စိတ်နေသဘောထားပဲတူပဲဒီနှစ်ခုဟာတရားကိုကောက်တဲ့အခါကျတော့မေတ္တာအရာအာဒေါသကောက်တယ်ခန္တီအရာကျတော့အာဒေါသပြတ်ထန်းတဲ့ကုသိုလ်စေတနာတွေကိုကောက်တယ်အဲ့တော့ဒီနှစ်ခုဟာသဘောတရားအဖြစ်တူတယ်မေတ္တာကိုခိုင်မာဖို့အတွက်ခန္တီနဲ့ထိမ့်သိမ်းရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေါသနဲ့မတုံ့ပြန်မှုသိခံမှုဆိုတာအကျဉ်းချင်းထပ်ဟောခဲ့တာဖြစ်တယ်တပိပိကုသလဓမ္မာခန္တယာယတ္တဝဝတ္တရေလောကလူတွေကုသိုလ်ရတယ်ဆိုတာသိခံမှုမရှိရင်ကုသိုလ်မရနိုင်ဘူးခန္တီပရမန္တပောတိဒိဋ္ဌာသိခံခြင်းဆိုတဲ့ခန္တီတရားဟာအကျိုးကျေးဇူးကိုဖြစ်ထွန်းစေတတ်တဲ့အကျင့်တရားတွေထဲမှာအကောင်းဆုံးအကျင့်တရားဖြစ်တယ်လို့မြတ်စွာဘုရားဟာအချိန်ပေါင်းဖရာဘဝမှာအချိန်ပေါင်းအများဆုံးဟောခဲ့တဲ့တရားတွေမှာပါတယ်ပေါ့အချိန်ပေါင်းများစွာဟောတဲ့တရားတွေမှာပါအများဆုံးအဟောဆုံးကတော့အပမဒေနတမ္ပါဒေထာ45ဝါကာလပတ်လုံးတရက်မှမပြတ်ဟောတဲ့အပမဒေနတမ္ပါဒေထာတလအနည်းဆုံး2ကြိမ်ခေါ်ခဲ့တဲ့ခန္တီပရမန္တပောတိဋ္ဌိခါဆိုတဲ့ဩဝါဒပါတိမောပါပါတဲ့ကာထာအဲ့ဒါဟာဘုန်းကြီးတို့တွေရှင်ထဲမှာဖြစ်ပေါ်လာမဲ့ဒေါသတရားကိုဖယ်ရှားပစ်ဖို့ရာအကောင်းဆုံးနည်းစနစ်အနေနဲ့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်ပေါ့တဘာဝတရားတစ်ခုကိုစဉ်းကျင်စဉ်းစားကြည့်မယ်ဆိုရင်မေတ္တာဟာအမုန်းကင်းစင်ပြီးတစ်ဖက်သားရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောထားခ
ခန္တီဆိုတာကိုယ်ကိုစော်ကားလာတော့လည်းပဲမေတ္တာကိုမပြတ်အောင်ထိန်းနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့သဘောတရားလို့ဒီလိုကြွယ်ချပြီးတော့မှတ်တာမေတ္တာကိုထိန်းတာဟာခန္တီပဲခန္တီနဲ့ထိန်းမှမေတ္တာဆိုတာမပြတ်တာခန္တီဆိုတဲ့အဓိပ္ပာယ်ကတိခဏ်ခြင်းဆိုတာစွမ်းရည်တစ်ခုပဲအေးကြောက်လို့ပြန်မပြောတာစိတ်ထဲကတော့မကျေနပ်ဘူးအဲ့ဒါခန္တီမဟုတ်ဘူးရင်ထဲနှလုံးထဲမှာမကျေမနပ်ဖြစ်ပြီးပါးစပ်ကသာမပြောဘဲနဲ့ငုံနေတာဒါခန္တီမဟုတ်ဘူးเนาะခန္တီဆိုဒီမှာအပြုံးမပြက်စိတ်ထဲမှာပြောသမျှကိုအပြုံးမပြက်အတေးအမှတ်မထားပဲနဲ့နေနိုင်တဲ့စွမ်းရည်တတိစိတ်ဓာတ်ရင့်ကျက်မှုကိုခန္တီလို့ခေါ်တာပဲအဲ့ဒီခန္တီနဲ့ထိမ့်မှမေတ္တာဆိုတာခိုင်မြဲတာဖြစ်တယ်ပေါ့အဲ့ဒီခန္တီမေတ္တာဒီနှစ်ခုကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့ရင်ထဲနှလုံးသားထဲမှာမေတ္တာတရားကိုခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်တယ်မြတ်စွာဘုရားကအညုတေဆိုတဲ့အာဃာတတွေပျောက်ဖို့ရာအတွက်နီလန်၄သွယ်နဲ့နီလန်၅သွယ်နဲ့ညှိမ့်သက်ဖို့ဆုံးမခဲ့တာရှိတယ်အာဃာတပฏิဝိနယတုတ်အင်္ဂုတ္တရပါဠိမှာပါရှိတယ်အဲ့ဒီနီလန်၅သွယ်နဲ့ညှိမ့်သက်နီးဟာလက်တွေ့အသုံးချရမှာဖြစ်တယ်ပေါ့နော်ဟုတ်ပြီကိုတယောက်ယောက်ကဆိုကားလာတော့ကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တယောက်အညိုတေးသူ့ပေါ်မှာမုန်းတီးတဲ့စိတ်တွေကိုဖျောက်လို့မရဘူးဒီပုဂ္ဂိုလ်ပေါ်မှာမကျေနပ်တဲ့ရင်ထဲကမကျေနပ်တဲ့စိတ်တွေဟာအခုခံကြီးဖြစ်နေတယ်ဆိုရင်ဘာလုပ်ရမလဲမကျေနပ်တဲ့ပုဂ္ဂိုလ်မရှိရင်တော့လည်းကိစ္စမရှိဘူးကိုမုန်းပြီးတော့မကျေမနပ်ရင်ထဲကမကျေမချမ်းဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရှိနေပြီဆိုလို့ရှိရင်ဘာနဲ့ဖြေဖြောက်ရမလဲဆိုတော့မြတ်စွာဘုရားကနီလန်၅သွယ်ပေးခဲ့တာဖြစ်တယ်ပေါ့နော်နီလန်၅သွယ်ကပထမအဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာခိုင်မာအောင်တည်ဆောက်ပါနော်သူ့ရဲ့အကျိုးစီးပွားကိုစဉ်းစားပါမုန်းเสียတွေကိုမတွေးနဲ့ဆိုပါစို့လူတယောက်ဟာမေတ္တာကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်အပြစ်ကိုမကြည့်နဲ့ကောင်းတာလေးကိုရှာကြည့်ကောင်းတာလေးကိုရှာကြည့်ကောင်းခွက်ကိုရှာမေတ္တာကိုပွားလို့ဆိုတဲ့အတိုင်းကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့မေတ္တာပွားလိုက်ရမယ်လူတိုင်းဟာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေရှိတတ်သေးတယ်အဆိုးတွေကိုမေ့ထားလိုက်အကောင်းလေးကိုကြည့်ပြီးမေတ္တာရအောင်သူ့ရဲ့အပေါ်မှာမေတ္တာဓာတ်ဖြစ်အောင်ကိုယ့်ရင်ထဲမှာမေတ္တာပြိုးပါလို့ဆိုလိုတယ်သူ့ကိုမေတ္တာပို့တာမဟုတ်ဘူးနော်လူတွေလွဲမှားပြီးတော့မေတ္တာပို့ခိုင်းနေတာပြောတာမဟုတ်ဘူးကိုယ့်ရင်ထဲကအမုန်းတရားပျောက်ဖို့ရာအတွက်မေတ္တာဓာတ်ကိုတည်ဆောက်တာနော်အဲ့တော့တည်ဆောက်တဲ့အခါမှာကိုယ့်ရင်ထဲမှာပဲတည်ဆောက်အောင်သို့သောအာယုံပြုတဲ့အနေနဲ့ကတော့ကိုမုန်းတဲ့ပုဂ္ဂိုလ်အာယုံပြုပြီးတော့သူ့ပေါ်မှာမုန်းတဲ့စိတ်ပျောက်သွားအောင်ကိုယ့်ရင်ထဲမှာမေတ္တာတည်ဆောက်ပါလို့သူတို့ပြောတာနော်အဲ့တော့မေတ္တာတည်ဆောက်တဲ့အခါမှာတည်ဆောက်ဖို့ရခက်နေတယ်ဆိုလို့ရှိရင်သူဘယ်တော့ကတော့ငါ့ကိုခုခဲ့ဘူးတာပဲငါ့ကိုအထင်လွဲလို့ပြောတာနေမှာပါထင်မြင်လွဲလို့ငါ့ကိုလှုပ်တာနေမှာပါငါ့ကိုအရင်တုန်းကဘယ်တော့မှမဆဲဘူးအခုထင်လွဲပြီးဆဲတာနေမှာပါဆိုပြီးတော့ကောင်းတဲ့အကွက်ကလေးသူ့ဘယ်နေရာမှာတော့ကောင်းတယ်ဒီလူဟာလူတော်ပါပဲနဲ့ဆိုကောင်းတဲ့အကွက်ကလေးတွေကိုတွေးပြီးတော့သူ့ပေါ်မှာမကျေနပ်တဲ့စိတ်တွေပျောက်အောင်လုပ်ပါအရေးကြီးဆုံးကကိုယ့်ရင်ထဲကမကျေနပ်တဲ့စိတ်ပျောက်အောင်လုပ်ဖို့ပဲအရေးကြီးဒီလိုဆိုလိုတယ်နော်အဲ့တော့အမုန်းတရားဟာမကျေနပ်တဲ့စိတ်တွေပျောက်သွားပြီးတော့သူ့ပေါ်မှာသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်နဲ့သဘောထားတွေပေါ်လာပြီးဆိုရင်
ကိုယ့်ဘက်ကအနိုင်ရလိုက်ပြီလို့ဒီလိုမှသူ့ပေါ်မှာကလေးစားချေမဲ့စိတ်တွေမရှိတော့ဘူးရှင်တဲ့နှလုံးထဲမှာအေးချမ်းသွားပြီဟုတ်ပြီမေတ္တာနဲ့လှုပ်လို့အောင်မြင်သွားပြီဆိုရင်အောင်မြင်မှုတစ်ခုရသို့တော့အမုန်းတရားဟာမေတ္တာနဲ့လှုပ်လို့မအောင်မြင်ဘူးဆိုရင်နောက်နီလန်းတစ်ခုသုံးချအောင်မေတ္တာထားလို့မရဘူးဆိုလို့ရှိရင်သူ့ပေါ်မှာအကျဉ်းနာကရုဏာထားလိုက်ပါဘယ်လိုအကျဉ်းနာတရားထားရမလဲလို့ဆိုရင်ဒီလူဟာအခုလိုလူဘဝရောက်နေပေမဲ့လို့သူ့ရဲ့စိတ်နေသဘောထားတွေရတည်သွားတာနဲ့အပင်ငယ်ရောက်မဲ့လူပဲတနာเสียတရဝပဲငါသူ့ကိုတုံ့ပြန်ပြီးဒုက္ခပေးเสียမလိုဘူးသူ့ဘာသူဒုက္ခရောက်မဲ့လူဖြစ်တယ်အတော်တနာเสียကောင်းတဲ့တရဝပဲလို့ကရုဏာထားလိုက်ပါတဲ့အဲ့လိုကရုဏာထားရင်ရှင်တဲ့ကအမုန်းတရားဟာပျောက်သွားနိုင်တယ်စမ်းကြည့်ရမှာနော်ဒါတွေကအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချအိမ်ပြန်တဲ့အခါမှာလက်တွေ့အသုံးချလူတွေကမေတ္တာပွားဖို့ခက်ပေမဲ့လို့ကရုဏာထားဖို့ကြတော့ကိုကအပေါ်စီးယူတဲ့သဘောဖြစ်တယ်နော်အပေါ်စီးယူတဲ့သဘောဖြစ်သည့်အတွက်ကြောင့်တဏှာထိုက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့တဏှာပေးလိုက်ပါလို့ဆိုလိုတယ်ပေါ့အဲ့ဒီလိုတဏှာချင်နာတဲ့စိတ်တွေဖြစ်ပေါ်လာလို့ရှိရင်လည်းပဲအမုန်းတရားဟာပျောက်သွားနိုင်တယ်အဲ့ဒီလိုမှမပျောက်ဘူးဆိုလို့ရှိရင်နောက်တနည်းကဥပိ္ပခာထားလိုက်ပါဥပိ္ပခာလို့ဆိုတာဟာဘာလဲဆိုလို့ရှိရင်ချစ်ချင်းမုန်းချင်းကင်းပြီးတော့ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်သဘောမျိုးနော်ငါကတော့ငါနဲ့သိတာမှမဟုတ်ပဲကိုဘွားတော့ကလည်းငါနဲ့သိတာမှမဟုတ်ပဲအခုမှတွေးကြတာပဲသူဘာပြောသူနဲ့ငါနဲ့သိတာမှမဟုတ်ပဲဆိုတဲ့ဥပိ္ပခာနဲ့ထားလိုက်ချစ်ချင်းမုန်းချင်းကင်းတဲ့ဥပိ္ပခာနဲ့နေလိုက်အဲ့လိုနေလိုက်လို့ရှိရင်ရင်ထဲကအမုန်းတရားပျောက်သွားတယ်အဲ့ဒါနဲ့မပျောက်ဘူးဆိုလို့ရှိရင်ဘာလုပ်အောင်အတ္တိအမနတိကာရတဲ့၄နံပါတ်ဤစနစ်ကိုမြတ်စွာဘုရားမေ့ပြလိုက်ပါပို့ဆဲထားတာမေ့လိုက်မေ့နေရင်တော့ခေါင်းထဲမှာရောက်လာမှာမဟုတ်ခေါင်းထဲရောက်မှဒေါသထွက်တာဟုတ်နော်ဘယ်ရာပဲဖြစ်ဖြစ်တတိရတဲ့အခါမှာဒေါသဖြစ်တာအဲ့တော့ခေါင်းထဲမှာမထားနဲ့မေ့ပြလိုက်ဘယ်တော့မှစိတ်ထဲမရောက်စေနဲ့ဒီအကြောင်းအရာကိုလုံးဝမေ့ထားလိုက်တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ပြက်တစ်ခုဆိုလို့ရှိရင်ဘာလုပ်ရမလဲနောက်ဆုံးလက်နဲ့ကဘာလုပ်ရမလဲဆိုတရဝတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတကတတ္တတရဝါတွေဆိုတာသူကံနဲ့သူဖြစ်ကြတာမုံနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲလို့အဲ့ဒါလို့ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့ဟောမြတ်စွာဘုရားကပေးတဲ့နိလန်း၅သွဲအာဂတပฏิဝိနည်းသုံးမှာမြတ်စွာဘုရားပေးတဲ့နိလန်း၅သွဲနော်အဲ့ဒီနိလန်း၅သွဲကိုအသုံးချပြီးတော့ရင်ထဲကအမုန်းတရားကိုဖယ်ရှားပြစ်ရမယ်အဲ့ဒါလို့ရင်ထဲကအမုန်းတရားတွေကိုဖယ်ရှားပြစ်နိုင်ပြီဆိုမှကလေးစားခြေလိုတဲ့ရန်လိုတဲ့စိတ်တွေဟာပျောက်ကင်းသွားမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်လူဟာမကျေနိုင်မချနိုင်နဲ့ကလေးစားခြေဖို့စဉ်းစားသူတစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်ကိုကနှစ်ချက်ခေါက်သူက၄ချက်ခေါက်နဲ့အတုပ်အပြန်နေနဲ့အမုန်းတန်တရားကလေးစားခြေတဲ့တန်တရားကြီးဟာဘယ်တော့မှပြတ်မှာမဟုတ်တော့ဘူးဒါကြောင့်မို့အဲ့ဒီလိုလောင်းနေတဲ့မိဟာသူ့လောင်ကိုလောင်ကိုလည်းလောင်သူ့လည်းလောင်နှစ်ဦးစလုံးမိတောင့်လောင်လိုက်တဲ့အခါကျတော့ဘယ်သူမှအကျိုးအမြတ်ရမှာမဟုတ်ဘူး
အကယ်၍တိခဏချင်းခွင့်လွှတ်လိုက်လို့ရှင်ကိုယ်အတွက်လည်းအကျိုးရှိသွားတယ်သူ့အတွက်လည်းဆက်လက်ပြီးတော့ဒေါသမီးတွေမလောင်တော့ဘူးနှစ်ဦးလုံးအတွက်အကျိုးရှိတယ်လို့သူတို့ဆိုတယ်တိခဏပေးခြင်းဟာကိုယ်အတွက်သာအကျိုးရှိတာလားမဟုတ်သူ့အတွက်လည်းအကျိုးရှိသွားတယ်ဒါကြောင့်မို့လို့နှစ်ယောက်စလုံးအတွက်ကုစားခြင်းကုစားတဲ့နိလန်းပဲဖြစ်တယ်လို့မြတ်စွာဘုရားတည်တော်ဟောတာဟောအေးလက်တွေ့ကျင့်သုံးရမယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနာယူမှတ်သားကြဓမ္မပဒမှာအခုလိုမြတ်စွာဘုရားဟာဓမ္မရတ္တပေါ်လွင်အောင်ဟောပြောဆုံးမခဲ့တာကိုမိမိတို့ဖို့ဘဝသင်္ကန်းစာရယူပြီးနေ့စဉ်ဘဝမှာတို့တွေဟာဒီအဆုံးအမတရားကိုလက်တွေ့အကောင်အထည်ဖော်ပြီးတော့တို့ဘဝလမ်းကြောင်းဓမ္မလမ်းကြောင်းဖြောင်းတောင်းအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ဓမ္မပဒဒေသနာမှာလာတဲ့နာဟိဝေရေနဝေရာနိသမ္မန္တိဒကုဒသနံအဝေရေနသသမ္မန္တိဧတဓမ္မောတဏ္ဍနောကလေးစားခြေနေခြင်းအပြင်အညို့အတေးအမုန်းတရားတွေဟာဘယ်တော့မှပျောက်မှာမဟုတ်ဘူးကလေးစားမချေဘဲနဲ့တိခဏချင်းခွင့်လွှတ်ခြင်းအကျဉ်းတရားထားခြင်းစတဲ့နည်းတွေနဲ့သာလဲအမုန်းတရားဆိုတာအဆုံးသတ်မှာဖြစ်တယ်ဒီလိုဖြစ်ခြင်းဟာအလွန်ကိုစကြတဲ့ကပေါ်ပေါက်လာတဲ့ရှေးအကျဆုံးအကျင့်တရားကြီးပဲဖြစ်တယ်လို့မြတ်စွာဘုရားကအခုလိုဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများမှာဒီကနေ့နာယူမှတ်သားကြရတဲ့မြတ်စွာဘုရားရဲ့ဓမ္မပဒဒေသနာရဲ့ဓမ္မရတ္တဟာမိမိတို့ဘဝမှာအကောင်းဆုံးအကျိုးရှိမဲ့အရာလိုက်နာကျင့်သုံးခြင်းဖြင့်အမြတ်ဆုံးနိဗ္ဗာန်ထိအောင်ရနိုင်တဲ့အကျင့်တရားဆိုတာကိုယုံကြည်စိတ်ချပြီးသင်္ကန်းစာယူကာမိမိတို့ယင်တဲ့နှလုံးထဲမှာရှိကြတဲ့အမုန်းတရားများပျောက်ကင်းအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီအတိတရားရှိပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဓမ္မောတရံပိဝေတဝါနဝိသာတဗ္ဗေတမုဟတအာဇရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြော့ကြည်အေးတရားစင်းကိုပိဝေတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညစ်နောက်ကိလေသာဆေရတောက်ဟုသမျှတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်သကဲ့သို့ကင်းစင်လွင်ပြောင်းပေးမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တူစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုဘုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍
မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်တည်း